Bye đâu mà đi. Bye lắm được khoe gì lại qua rồi nó. Ha. Bye lắm mà đi à. Bye đâu mà đi. Đi mà cha đi đi. Nó có gì lại. Hello. Alo mấy mình là bà. Thì được khóc cả đó. Sky Nine thì đang gì. Mình làm nhiều nè. Xin mình nhiều à cô. Ở với mà lâu lâu này để ta li cả chia để phía bên em mình yêu xin gì bộ đã số bị đó ban gì lên là gì ấy cái lý khu vậy cô tôi要被捕打被ဖြစ်ပါတယ်ခင်ဗျာအခုလိုမှပြီးတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ surprise ကတော့ဒီအိမ်နဲ့ဟုတ်ပါတယ်အေးလေဟာတော့ဟုတ်ပါတယ်ဦးနိုင်ဝင်းနဲ့ခေါင်းနဲ့ဆန့်တော့ဆိုပြီးတော့ကျွန်တော်တို့ပစ္စည်းလေးတွေပုတ်ခိုင်းလိုက်လို့ပါဒါဘယ်သူကပို့ရလို့ထင်တော့တားမယ်ဒီပါဘောဒါပဲရောက်နေလဲ ထိုင်းမှာနေ ထိုင်းမှာနေတာ ဟုတ်တယ် ကဲဒါအမို့လည်းချားလူတွေကရောမဖြစ်နိုင်ဘူးလား ချားလူတွေကတော့ဖြစ်နိုင်တော့ဘူး ဟာတခြားလည်းဖြစ်နိုင်တာပဲဆွေမျိုးတွေတဲ့ရော ဆွေမျိုးတွေရှိတယ်ဒါပေမဲ့ဖြစ်နိုင် ဆွေမျိုးတွေကဖြစ်နိုင်ပေါ့ ဖြစ်နိုင်ဘူးဒါပဲဖြစ်မှာ ဟာဒါပဲဖြစ်မှာဟုတ်ပါတယ်ဝိုင်းကိုစင်းနေပဲဒါဖိဖိနဲ့မမေကိုပြောသိချင်လို့ဆိုပြီးတော့ကျွန်တော်တို့ပုတ်ခိုင်းလိုက်တာပါ surprise ဆိုပြီးတော့အစတော့လာမလို့ဒါပေမဲ့လူနဲ့တက်တိုးသွားတယ်ဖြစ် surprise ကလူနဲ့ကိုတက်တိုးတာဖြစ်တဲ့က surprise ပို့ပြီးဖြစ်သွားပါတယ်လို့ ဟုတ်ပါတယ် အဲဆိုတော့ပစ္စည်းလေးလက်ခံပေးပါဦး ဟောအေး ဒါကတော့မမေအတွက်ပါတဲ့အဲ့တော့ဖိဖိအတွက်ပါတဲ့ကဲဘယ်လိုတော့ပြောလားဖိနဲ့မေက ပြောရတယ် ပြောရတယ် ကမှမကြောက်ဘူးလေ ပတ်စံနေမြင်လိုက်ဆိုဘလို့ပြောတော့ အေးဘောပတ်စံကတော့ဒီကမဟုတ်ပါဘူးသူကပို့နေကြတယ် ဟုတ်ကဲ့ပါညီလေးတက်ပါညီလေးပါတဲ့ညီလေးကပတ်စံပေါ်တယ်လို့ပြောတယ်ဒါဖိနဲ့မေအတွက်ဆိုပြီးတော့ဒါမာဂျင်နာလေးကျွန်တော်ကိုပြောခိုင်းလိုက်ပါတယ်အဲ့လေ ဩအေး ဖတ်ကြပြီမနော်ကဲဖေဖေနဲ့မေမေကျမ်းပါပါစေတဲ့အခုလိုလုပ်ပေးရတာလဲဖေဖေနဲ့မေမေပျော်ရွှင်စေခြင်းလို့ပါတဲ့ဖေဖေနဲ့မေမေရဲ့အတွက်အလုပ်တွေကြိုးစားနေပါတယ်တဲ့ဒါနော်နေတိုင်းလဲအိမ်ကိုလွမ်းနေပါတယ်တဲ့ဒီမချက်တွေပြည့်တဲ့တနေ့တဲ့ကျွန်တော်အပြေးလေးလာခဲ့မယ်နော်တဲ့ကျမ်းမာရေးကိုအထူးကဲအထူးယူဆိုင်ပါဖေဖေနဲ့မေမေတဲ့ညီလေးလဲလင်းလေးမမနေပါတယ်ဟောညီလေးရှိတယ်ညီလေး ဟိုမှာ ဟာလာပါဦးညီလေးဟုတ်တာပဲ ညီလေးရောမြန်ပေါင်း ကဲညီလေးရောလမ်းပြကြည့်အောင်ရိုက်ပြလိုက်မလေးညီလေးလဲလင်းလေးမမနေပါတဲ့နော်ကိုကမှာတယ်တဲ့ညီလေးကိုလဲလွမ်းနေပါတယ်တဲ့ကဲဘယ်လိုတော့